ဘာရဲ့အခုအမတို့ဆိုရအာနာရလာပြီးတစ်နှစ်ခွဲကာလအတွင်းမှာအဓိကအားဖြင့်အောင်မြင်တိုးတက်မှုဘယ်လိုသုံးသပ်ပါသလဲခင်ဗျာအဲ့အာနာရလာပြီဆိုတဲ့အသုံးနှုန်းကိုမကြိုက်ဘူးတာဝန်ယူတဲ့အချိန်ကတူ16လရှိသွားပြီလို့ပြောလို့ရပါတယ်ဟုတ်ကဲ့အဲ့တော့ဒီတာဝန်ယူလာတဲ့တစ်နှစ်ခွဲကာလအတွင်းအောင်မြင်တိုးတက်မှုကိုဘယ်လိုသုံးသပ်လဲခင်ဗျာအောင်မြင်တိုးတက်မှုကိုသုံးသပ်မှာတကယ်တော့ပြည်သူတွေကသုံးသပ်မှာပေါ့နော်ငါတို့ဘက်ကနေကြည့်လို့ရှိတော့တချို့ရဲ့တချို့ခန်းကဏ္ဍတွေမှာပို့ပြီးတော့အားရစရာရှိတယ်တချို့ခန်းကဏ္ဍတွေမှာဒါတော့အားရစရာမရှိဘူးမတူဘူးပေါ့တစ်ခုနဲ့တစ်ခုတိုးတက်မှုကတော့တကယ်တနေရာနဲ့တနေရာမတူဘူးပေါ့ဥပမာအပြင်ဆိုရင်မနေ့တုန်းကပြောသလိုပေါ့ဟိုကျမကြီးခန္ဓာမှာတော့တော်တော်တိုးတက်မှုရှိတယ်တော်တော်ကိုမြင်မြင်ဆန်ဆန်တိုးတက်မှုရှိတယ်အဲဒီတချို့ဟိုတခြားကန္တာတွေမှာလည်းတိုးတက်မှုမြန်တာနဲ့နှေးတာတွေရှိတာပေါ့ဒါပေမဲ့အကြီးဆုံးစိန်ခေါ်မှုကတော့အခုခမောင်စိုးတို့သိတဲ့အတိုင်းပဲခိုင်ကိစ္စပေါ့ဟုတ်ကဲ့စီးပွားရေးပါစီးပွားရေးကဟိုအခုဒီနှစ်စောပိုင်းကနေပြီးတော့ရင်းနှီးမြှုပ်နှံမှုဥပဒေမထွက်မချင်းကိုတော်တော်တိတ်ပြီးတော့မလှုပ်ကြအောင်ရင်းနှီးမြှုပ်နှံမှုဥပဒေထွက်ပြီးတော့တစ်ခါnewဥပဒေထွက်ရတယ်နောက်တစ်ခါကုမ္ပဏီဥပဒေထွက်ရတယ်နောက်တစ်ခါအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဆက်နွယ်နေတဲ့ပေါ့အထူးဖြင့်နိုင်ငံခြားသားတွေအတွက်နိုင်ငံခြားသားတွေနဲ့သက်ဆိုင်တဲ့ဥပဒေတွေကိုလည်းအဲ့ဒါတွေကအားလုံးဆက်ဆံနေတော့ငါတို့အခုမြင်တာကတော့အခုဒီဟာတွေအားလုံးထွက်ပြီးမှပို့ပြီးတော့လှုပ်ရှားလာမယ်လို့ဒါရင်းနှီးမြှုပ်နှံမှုအနေနဲ့ပေါ့နော်ဟုတ်ကဲ့အဲ့တော့အခက်ခဲစိန်ခေါ်မှုအဖြစ်ဆိုရင်ဘာတွေပြောနိုင်မလဲခုကပဲပြောတယ်လေအကြီးဆုံးစိန်ခေါ်မှုကတော့ရခိုင်ကိစ္စဘာလို့သိဟုတ်ကဲ့နောက်ပြီးတော့ငင်းချိုင်းကိစ္စပေါ့တကယ်တော့စိန်ခေါ်မှုကကဘာအာယုစိုက်တဲ့စိန်ခေါ်မှုကတော့ရခိုင်ကိစ္စပဲဒါပေမဲ့တကယ်တော့မတော်နိုင်ငံအတွက်ကတော့ငင်းချိုင်းရောက်ပြည်တွင်းငင်းချိုင်းကိုရောက်သွားတယ်အင်တာမအရေးကြီးတဲ့စိန်ခေါ်မှုဖြစ်တယ်အဲ့တော့ပြည်တွင်းငင်းချိုင်းအခြေအနေရောအမမျှော်လင့်တယ်လို့တိုးတက်မှုရှိရလားမပြောလို့ရှိရင်ပြည်တွင်းငင်းချိုင်းအနေနဲ့ဘယ်လိုဖြစ်မယ်ဆိုတော့ဒီလိုမျှော်လင့်ချက်နဲ့မလုပ်ခဲ့ဘူးအောင်မြင်မယ်ဆိုတော့ယုံကြည်တယ်ဒါပေမဲ့အချိန်ကတော့ယူရမယ်နော်တခြားငင်းချိုင်းဖြစ်စဉ်တွေကိုကြည့်လိုက်တဲ့အခါကျရင်ဘယ်တော့မှဖြူဖြူခန်းခန်းမရှိဘူးဘယ်တော့မှဖြူဖြူဖဲအောင်မရှိဘူးငင်းချိုင်းဖြစ်စဉ်ဆိုတာအစားတွေကမငင်းချမ်းစီရမယ်အကြောင်းတွေရှိလို့မငင်းချိုင်းခဲ့တာဟုတ်အဲ့တော့ဒီအကြောင်းအရာတွေကိုဖယ်ရှားဖို့ဆိုတာဘယ်တော့မှမြန်တာမဟုတ်ဘူးအဲ့တော့ဒီငါတို့တခြားနိုင်ငံတွေငင်းချိုင်းဖြစ်စဉ်ကိုကြည့်လိုက်တာပေါ့ကြည့်လိုက်တဲ့အခါမှာတိုးတက်လိုက်ခါဒီရပ်သွားလိုက်တန့်သွားလိုက်ခါပြန်တက်လိုက်ခါဒီတော့နည်းနည်းလေးပြန်နောက်ဆုတ်လိုက်နေအဲ့ဒီလိုပဲသွားရတယ်ဆိုတာတွေ့ထားတော့အဲ့ဒီလိုပဲမျှော်မှန်းထားပြီးသားပါဒါတော့ခြုံပြောလိုက်ရင်သိတော့မဆိုးပါဘူးလို့ပြောဟုတ်ကဲ့ဒီအစိုးရအဖွဲ့မှာဝန်ကြီးချုပ်နဲ့ဝန်ကြီးတချို့ဟာတိတ်တော်တယ်ပေါ့လေလူတို့ကလည်းမြင်နေကြသူတို့ကြောင့်လမ်းတွေဘယ်လိုကောင်းနေစသဖြင့်တချို့ကြောင့်လည်းတချို့ဝန်ကြီးချုပ်နဲ့ဝန်ကြီးတချို့ဟာထင်သလောက်မတိုးတက်ဘူးလို့လူတို့ကပြောကြတယ်အမအဲ့ဒါဘယ်လိုမြင်လဲဒါတော့သဘာဝပဲလူတိုင်းဟာတပြေးညီတော့မဖြစ်နိုင်ဘူးတချို့ကပို့ပြီးတော့တော်တယ်တချို့ကတော့ပြီးမတော်ဘူးတချို့ကျတော့မတော်တာမဟုတ်ပေမဲ့သူတို့ရဲ့အလုပ်ကိုသူတို့ရဲ့တာဝန်တွေကိုနိုင်ဖို့အတွက်အချိန်ယူရတဲ့လူရှိတယ်တချို့ကပုံမြန်တယ်တချို့ကတော်နှီးတယ်တချို့ကျတော့ဒီအလုပ်ကိုမနိုင်တာတွေလည်းရှိကောင်းနိုင်ရှိတိုင်းတော့ပေါ့အဲ့ဒါဆိုရင်တော့ဒါမတို့အနေနဲ့ပြောင်းတဲ့အနေနဲ့ပြောင်းအောင်မှာပဲဒါမှတော့အစရပြောထားတာဟုတ်ဒီဝင်ကြီးတွေခန့်တာအစိုးရအဖွဲ့ထဲမှာတာဝန်ပေးတယ်ဆိုတာဟာထာဝရအတွက်မဟုတ်ဘူးဒီတာဝန်ကိုဘယ်လောက်ကောင်းအောင်မချစ်ရတော့ထမ်းဆောင်နိုင်တယ်လေဆိုတော့မှအခြေခံပြီးလုပ်တော့မယ့်ကိစ္စဟုတ်ကဲ့ရခိုင်ပြည်ရဲ့လက်ရှိအခြေအနေကိုအမဘယ်လိုသုံးသပ်တယ်လဲခင်ဗျာရခိုင်ပြည်ရဲ့လက်ရှိအခြေအနေကဘယ်တော့မှတော့ရခိုင်ပြည်အခြေအနေကတော့ငါတို့စမတက်ခင်ကလေးကပေါ့နော်ဟိုအေးစိခဲ့တာမဟုတ်ဘူးသို့တော်ညာလေအခုနောက်ပိုင်းမှာကျတော့ကဘာရဲ့အာယုံအရန်စူးစိုက်လာတဲ့အခါကျတော့ပို့ပြီးတော့ကင်တွယ်ရတာတိတ်မွေးလာတယ်လို့ဒီလိုပဲမြင်တယ်ဟိုဘယ်ပြဿနာမဆိုလဲဒီလိုပဲပေါ့နော်အားလုံးကဝိုင်းပြီးတော့ကြည်နေလို့ရှိရင်ပြေးလေးဖြစ်အောင်ဖြည့်ရှင်းရတာပို့ပြီးတော့အခက်အခဲလုပ်ကြရတာဟုတ်ကဲ့ကျွန်တော်အဲ့ဒီဘက်လည်းရောက်ခဲ့တာပေါ့နော်ရခိုင်ပြည်နယ်ရောက်ခဲ့တော့ဒီအကြမ်းဖက်မှုတွေကိုဒီမွတ်စလင်အကြမ်းဖက် ARS ကစားတယ်ဗျမျိုးလူမျိုး9ဦးရဲဆက်တပ်ဖြတ်ခံရတယ်အဲ့ဒီနောက်ပိုင်းမှာဒီရခိုင်နဲ့ရခိုင်တိုင်းသားတွေမွတ်စလင်တွေအကြမ်းမှာဒီစိုးရိမ်မှုတွေရောဒီပိုင်းထဲမှာမုန်းတိမှုတွေရောပိုတိုးလာတယ်လို့ကျွန်တော်မြင်ခဲ့ရတာပေါ့နော်ဒီပိုင်းထဲမှာရခိုင်တိုင်းသားတချို့ကျွန်တော်မေးတော့အတူတကွပြန်လဲရှင်သွဲနေထိုင်ဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်ဘူးလို့ပြောတယ်ဒါပေမဲ့ကျွန်တော်မောင်တော့ရောက်ခဲ့တော့မိလောင်နေတဲ့ဒီအိမ်တွေကြားထဲမှာရက်ွက်တွေရွာတွေအလွန်မှာရွာနေရကတ်ရဲ့
တခုကမွတ်စလင်တခုကရခိုင်တိုင်းသားသူတို့ချင်းကသွားလာပုံမှန်ပဲတဲ့ကျွန်တော်ကဘာဆိုဘာမှမပြတ်ဘူးတဲ့အဲ့ဒါဘာကြောင့်လဲဆိုသူတို့ကတော့သူတို့ရဲ့ခေါင်းဆောင်အသီးသီးရဲ့ထိမ့်သိမ့်မှုနဲ့အပြန်လှန်ယုံကြည်မှုလို့ပြောတယ်အခုမနေ့ကလည်းအမှားအဲ့အကြောင်းလေးကျွန်တော်ပြောတာတတိထားမိတယ်အဲ့တော့အဲ့လိုဘယ်လိုဖြစ်တဲ့လဲသူဟုတ်တယ်အခုဟာအားလုံးကဝိုင်းပြီးတော့ဟိုဘယ်လိုခေါ်မလဲရှုံချတာပေါ့နော်ဝေဘာနာရှုံချတာအော်ကြဟစ်ကြနဲ့ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတော့တကယ်ထဲထဲပုံဝင်စဉ်းစားရလားဆိုတာဟိုသုံးသပ်ဖို့လိုလာပြီမနေ့တုန်းကလည်းမပြောတာအဲ့ဒါပဲအခုရခိုင်မှာဆိုလို့ရှိရင်အေးစစ်စစ်ရှိနေတဲ့နေရာတွေရှိတယ်နော်ရခိုင်နေနဲ့မွတ်စလင်နဲ့အေးစစ်စစ်ငြိမ်းချမ်းနေတဲ့နေရာတွေရှိတယ်လို့မွတ်စလင်တွေတို့ကသူတို့အေးစစ်စစ်စိတ်လုံးဝင်ချွင်နေတဲ့နေရာတွေလည်းရှိတယ်အဲ့တော့မမနေ့တုန်းကနှိုင်းပြောသူပေါ့လူတယောက်မှာယောဂရှိတယ်ဆိုရင်ကုမယ်ဆိုရင်ဒီလူကိုလူတယောက်လုံးအနေနဲ့ကြည့်ရတယ်သူ့မှာသူ့ယောဂလေးပဲကွက်ကြည့်လို့မရဘူးသူ့ရဲ့ကျမရေးဟာအားလုံးခြုံငုံလိုက်ရှင်ဘယ်လိုနေလဲဥပမာဆိုလို့ရှိရင်ဆိုတော့ခွဲစိတ်ကုသမှုတစ်ခုလုပ်မယ်ဆိုရင်သူ့ရဲ့သွေးတို့ရှိသလားဒါကြည့်ရမယ်နော်သူ့မှာတခြားဆိုတော့စီဂျိုရှိသလားဒါတွေကြည့်ရမယ်ဒီဘာမှမကြည့်ဘဲနဲ့သူတခြားအနေတွေကောင်းတာမကောင်းတာဘာမှမကြည့်ဘဲနဲ့ဝုန်းတိုင်းဆိုတော့ခွဲလို့မရအဲ့တော့ဒီလိုပဲပေါ့နော်ကုစားခြင်းပြဿနာတစ်ခုကုစားခြင်းလို့ရှိရင်ကြည်ပြန့်ကြည့်ရမယ်ဒီပြဿနာကြီးကိုပဲကျင်းမြောင်းလေးကြည့်လို့ရှိရင်ထိတိရကကုစားမှုမရရှိနိုင်တဲ့အပြင်ပို့ပြီးတော့တောင်မှအန်ဒီဖြစ်နေတယ်။ဒါမှလည်းတော့မှပြောတာပါ။ဘယ်ဘက်ကကောင်းနေလဲကောင်းနိုင်လဲကြည့်တာ။နောက်အခုဆိုရင်ပေါ့နော်ယောဂတွေနဲ့ပတ်သက်လို့သူတည်တနာလုပ်လို့ရှိရင်ဆိုတော့ယောဂမထားနဲ့အသက်ရှည်ခြင်းနဲ့ပတ်သက်လို့အခုလူတွေကတိတ်တောင်စိတ်ဝင်စားတယ်။ပို့ပြီးတော့အသက်ရှည်ခြင်းကြတယ်။အဲ့တော့ဘာကြောင့်အသက်မရှိတာလဲဆိုတာသူကြည့်ရုံနဲ့မကောက်အသက်ရှည်တဲ့လူတွေဘာကြောင့်အသက်ရှည်တာလဲဆိုတာသူကြည့်တရားကျော်တွေဘာဖြစ်လို့သူတို့တရားကျော်လဲသူတို့ဘယ်လိုနေလဲဘယ်လိုစားလဲဘယ်လိုတောက်လဲဒါသူတို့ရဲ့ဗီဇနဲ့ဆိုင်တာအဲ့ဒီလိုပဲပေါ့အဲ့တော့ခုနကဆိုပြောသလိုပေါ့နော်အဆင်ပြေတဲ့နေရာတွေရှိတယ်ဘာကြောင့်လဲအဲ့ဒါကိုကြည့်ရမယ်အဲ့ဒီဟာကိုအားပေးရမယ်ဒီလိုအဆင်ပြေမှုကိုအားပေးတဲ့အကြောင်းအရာတွေကိုပို့ပြီးတော့ခိုင်မာအောင်လုပ်ရမယ်ဟုတ်ကဲ့အဲ့တော့မနေ့ကပြောတာကျွန်တော်တတိထားပြီးတော့ထွက်ပြေးသူတဝက်လောက်ပဲဒီမှာတဝက်ဒါမှမဟုတ်တဝက်ကြော်လောက်ကဒီမှာကြံနေရပါတော့မွတ်စလင်ဒီပိုင်းထဲမှာဒီအပြုသဘောပူပေါင်းဆောင်ရွက်ဖို့နိုင်ငံတကာကိုလည်းအမှမြတ်တာရက်ခံခဲ့တယ်။ဘာကြောင့်အမှနိုင်ငံတကာကိုအဲ့လိုမြတ်တာရက်ခံတာလဲခင်ဗျာ။ဘာဖြစ်လို့လဲဆိုတော့ဒီကဘာကြီးမှာဘလူးမှအထီးကျန်နေလို့မရှိဘူး။ဒီခေတ်ကကုန်သွားပြီ။ငါတို့ငါမြင်းငါဆိုင်စကိုင်းရောက်ဆိုတာဒါအရင်ခေတ်တုန်းကအခုဟာကဘာကြီးတစ်ခုလုံးကဆက်နေတယ်။ဆက်နေတယ်မကောက်ကဘာနဲ့လဲဆက်နွယ်ရဲတဲ့တတ်တီလေးနိုင်ငံတိုင်းမှာရှိရမယ်ဟုတ်ကဲ့အဲ့တော့တို့ဘာလို့လာမကြည့်နဲ့လို့ပြောတယ်ဆိုတာဟာကိုယ်စိတ်ကိုမလုံလို့ပဲပေါ့ဒါပေမဲ့နောက်ဆုံးကြတော့ကိုယ်နိုင်ငံတုတ်တက်ရအတွက်ကိုယ်ပဲလိုအောင်မှာဒါတော့မှလုံးဝတခါနေဟုတ်ကဲ့အဲ့တော့အခုနိုင်ငံတကာနဲ့ဒီကုလသမဂ္ဂအပါအဝင်နိုင်ငံတကာပြောဆိုမှုတွေရောအမှဘယ်လိုသုံးသပ်လဲမှာဒါပြောဆိုမှုတွေကတော့နိုင်ငံအတွက်မကောင်းဘူးပေါ့ဒါကြောင့်မလို့ဒီဟာတွေကဘယ်လောက်အခြေမြင့်ရှိလဲဆိုတာကိုကြည့်ရမယ်မခဏခဏပြောတယ်ဝေဖန်နေဆိုလို့ရှိရင်ကိုယ်ဝေဖန်နေဆိုရင်တချို့ဝေဖန်တာနဲ့ဒေါသထွက်တာပဲဒါပေမဲ့ကြည့်ရမှာဒီဝေဖန်ချက်ကမှန်သလားမမှန်ဘူးလားဟုတ်ကဲ့မှန်နေဆိုရင်ကိုပြုပြင်ရမယ်မှန်မှုဆိုရင်မမှန်ရနဲ့ဘာလို့ပြောလဲဆိုတဲ့အကြောင်းကိုရှာရမယ်ဟုတ်ကဲ့သူတို့နားလည်မှုလွဲလို့လားတမင်သက်တိုက်ခိုက်တာလားဟုတ်ကဲ့အဲ့ဒါအကြောင်းကိုရှာပြီးတော့မှဒီဟာကိုတင့်တော်တယ်လို့ကြိုက်လို့ရမယ်အခုမှထွက်ပြေးတဲ့လူကကျွန်တော်မှအတိအကျ figure တော့မရှိဘူးဒါပေမဲ့သတင်းတွေအရဆိုရင်တော့၄သိန်းလောက်ရှိတယ်လို့ပြောတာပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့ဒီတချို့လဲအဲ့မှာလုံခြုံရေးတပ်ဖွဲ့တွေအင်အားအလွန်ကျွံသုံးတယ်လို့တချို့ဆိုရင်လူမျိုးသုံးတပ်ဖြတ်မှုတွေတော့ရှိနေပြီဆိုတဲ့ပြောဆိုချက်တွေရှိတယ်အဲ့ဒါတော့အမှတ်ဘယ်လိုမြင်လဲအဲ့ဒီဟာကအခုအများကြီးထွက်နေတဲ့အချိန်ကပေါ့နော်အရင်အခုနှစ်ပတ်အတွင်းမှာဟုတ်ကဲ့မှတ်ပေးမှာစိတ်ဝင်စားစရာကောင်းတာ9ရက်စက်တင်ဘာတည်းကစပြီးတော့မနေ့တော့ဟုတ်တယ်အမှပြောတဲ့တမှာပါဘာမှဟိုတိုက်ပွဲတွေလည်းမရှိတော့တိုက်ပွဲမရှိဘူးဒီရှင်းလင်းရေးတွေလည်းမရှိတော့ဘူးအင်မတန်မှငြိမ်သွားတဲ့အချိန်ငြိမ်ကျသွားတဲ့အချိန်မှာမှဘာဖြစ်လို့ဒီလောက်တောင်မှအုံနဲ့ကျင်းနဲ့ထွက်နေတာလဲဆိုတာအဲ့ဒါလဲဒါအဖြေရှာဖို့လိုတယ်ဆွဲခေါ်နေတာလားတွန်းပို့နေလားအဲ့လိုဟုတ်ဘာကြောင့်လဲကြောက်လို့လည်းဖြစ်နိုင်တာပေါ့နော်ဆိုရင်ပူပန်မှုနဲ့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်တခြားအကြောင်းကြောင့်လည်းဖြစ်နိုင်တယ်အဲ့ကြောင့်မလို့မနေ့တော့မှပြောသွားတာဟုတ်ကဲ့ဘာဖြစ်လို့လဲဒါလည်းကျမတို့လည်းဒီဟာကိုအလေးထားတယ်ဘာကြောင့်ဒီအချိန်မှာဒီလောက်တော့မှအုံနေချင်းတွေထွက်နေဟုတ်ကဲ့အဲ့တော့အဲ့ဒီထွက်ပြေးသွားတဲ့မွတ်စလင်တွေပတ်သက်လို့အမဘာများစဉ်းစားထားတယ်လဲခင်ဗျာဟိုဒါမှတော့အရင်တုန်းက1993ခုနှစ်ခရေကဘင်္ဂလားဒေ့ရှ်နဲ့သဘောတူညီချက်ရှိခဲ့တယ်ဒီနိုင်ငံကထွက်သွားတဲ့ဟ
ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ပြန်ပြီးတော့လက်ခံမယ်အဲ့ဒီဟာကနိုင်ငံသားဖြစ်ရေးမဖြစ်ရေးနဲ့မဆိုင်ဘူးအဲ့တော့ကသူတို့နေသတ်မှတ်ထားတဲ့ criteria ပေါ့နော်၄ခုရှိတယ်အဲ့ဒီ၄ခုပေါ်မှာအခြေခံပြီးတော့သူတို့တကယ်ပဲဒီဘက်ကနေသွားတာဆိုတာဟာပြနိုင်တယ်လို့ရှိရင်ပြနိုင်ဖို့ဆိုတာခက်ကြီးလည်းမဟုတ်ပါဘူးတိတ်လည်းမခက်ဘူးတိတ်လည်းမလျော့ဘူးပေါ့နော်ဒါနှစ်ဖက်စလုံးကပြီးတော့လက်ခံနိုင်တဲ့အနေအထားရသတ်မှတ်ထားတဲ့အချက်အလက်တွေအတိုင်းပြန်ပြီးလက်ခံနိုင်တယ်အဲ့တော့1982နိုင်ငံသားဖြစ်မှုဥပဒေနဲ့လည်းဆက်စပ်နေသူတို့အဲ့လက်ခံစစ်စေးကိစ္စတွေဟုတ်ကဲ့ဒီ repatriation ဟာဒါနဲ့မဆိုင်ဘူးကပြောတာ1993ခုနှစ်ဟိုနိုင်ငံကြားထဲမှာသူတို့သဘောတူညီခဲ့ထားပြီးသားနောက်2005ခုနှစ်အထိချင်းဒီတိုင်းပဲသူတို့ဆက်ပြီးတော့ဒီ criteria ပေါ်မှာပဲဆက်ပြီးတော့လုပ်သွားတယ်ဟိုကျွန်တော်ဆက်သွားလို့ဒီအခုနိုင်ငံသားသူတို့1982နိုင်ငံသားဖြစ်မှုဥပဒေနဲ့စစ်စစ်လက်ခံနေတာရောဘယ်လိုအခြေအနေရှိလဲခင်ဗျဟုတ် nationality ဟုတ်ကဲ့ခင်ဗျအဲ့ဒီဟာတော့ဆက်ပြီးတော့လုပ်နေတယ်ကျွန်တော်မျှော်လင့်သလောက်မမြန်ဆန်ဘူးဆိုတာဘာဖြစ်လို့လဲဆိုတော့တစ်ဖက်ကဆိုလို့ရှိရင်လည်းကျွန်တော်တို့အုပ်ချုပ်ရေးစနစ်ရန်ကျဲကတချို့ကတော့ပြောတယ်အဆင့်တွေများလို့နေပေါ့နော်ဒါပေမဲ့ဒီဟာကိုတော့ပြင်နေတယ်မတို့ပြင်နေတယ်ပို့ပြီးမြန်ဆန်ဖြစ်အောင်တချို့အပိုင်းတွေမှာကြတော့တချို့ရွာတွေမှာဆိုလို့ရှိရင်ပူပေါင်းဆောင်ရွက်မှုမရှိဘူးမလုပ်ချင်ကြဘူးဟုတ်ကဲ့ကိုခမောင်ဆင်းမှမိလားတော့မသိဘူးပထမစပြီးတော့2016နှစ်မှာဒီဟာကိုစပြီးလုပ်တဲ့အခါတုန်းကတချို့မွတ်စလင်အဖွဲ့အစည်းတွေကနေပြီးတော့ဝင်ပြီးတော့ဒါအောင်မလုပ်ဖို့ဟုတ်ကဲ့မှတ်မိတယ်နှစ်ခါထုတ်ခဲ့တယ်ဟုတ်ကဲ့ဒီမှာကျင်ညာချက်နောက်ဒုတိယကျင်ညာချက်အဲ့ဒီကျင်ညာချက်ကိုငါမှတ်မိတယ်တော့ပြန်မရုပ်သိမ်းဘူးလို့ထင်တယ်ပြန်ရုပ်သိမ်းတယ်လို့မကြောက်ဘူးဟုတ်ကဲ့ဒါတော့မှပြန်ပြီး check လုပ်ရမယ်ဟုတ်ကဲ့အဲ့ဒီဟာတွေကလည်းအတိုင်းအတာတစ်ခုထိလွှမ်းမိုးနိုင်တယ်ပေါ့နော်နောက်ရာသူရာသားတွေကိုယ်တိုင်ကလည်းမလွတ်ချင်လို့လည်းဖြစ်နိုင်တယ်အဲ့ဒီ1982ခုနှစ်ဒီနိုင်ငံသားဖြစ်မှုဥပဒေကိုပြင်ဆင်မှုအကြံပေးတာတွေရှိတယ်ဖြစ်နိုင်လားခင်ဗျာဒီဥပဒေတစ်ခုပြင်ဆင်တယ်မပြင်ဆင်တယ်ဆိုတော့နောက်ဆုံးလွှတ်တော်နဲ့ပဲဆိုင်တာပဲလွှတ်တော်ဆိုတော့ပြည်သူလူထုကရွေးချယ်တင်မြှောက်တဲ့ကိုယ်စားလှယ်တွေကဆုံးဖြတ်ရမှာဥပဒေတစ်ခုပြင်နေဆိုတာဟာမြန်ဆန်ဆန်ပေါ်တန်တန်လုပ်လို့ရတဲ့ကိစ္စလည်းမဟုတ်ပါဘူးဒီဥပဒေကလည်းမတို့ဒါအဖြစ်ကိုဖြစ်တိုင်းရင်ဆိုင်မယ်ဆိုလို့ရှိရင်ပြင်ရေးမပြင်ရေးဟာအများကြီးစကားပြောရမယ့်ကိစ္စပဲဆိုတော့ခံမှန်းလို့ရပါတယ်ဟုတ်ကဲ့အမကူလေတန်ခါတချို့အပါဝင်အစွန်းရောက်တဲ့ဗုဒ္ဓဘာသာဝင်တွေလှုပ်ရှားမှုတွေပုံမြင်လာရတယ်အစိုးရဖြုတ်ချရေးဆန္ဒပြပွဲတစ်ခုရန်ကုန်နဲ့မန္တလေးမှာမကြခင်ပေါ်ခဲ့တယ်ခုနေ့ကဆိုလဲဖန်အာမှာဟောပြောပွဲမှာဆိုလို့ရင်တော်တော်လေးအစွန်းရောက်အမုန်းတရားမှုတွေရှိတယ်အဲ့ဒါအမဘယ်လိုမြင်လဲအမုန်းတရားကဘယ်တော့မှမကောင်းဘူးအမုန်းတရားကိုအားပေးတာဟာဗုဒ္ဓဘာသာနာမည်မိခံပြီးအားပေးတယ်ဆိုလို့ရှိရင်တော့ဒါတော့မြတ်စွာဘုရားရဲ့တရားတော်နဲ့အမှန်ဆန့်ကျင်တာပဲမြတ်စွာဘုရားကဘယ်တော့မှအမုန်းတရားကိုအားပေးခဲ့တာမဟုတ်ဘူးဒီတရားတော်ထဲမှာလည်းပါပိတာပဲဒေါသကိုမေတ္တာနဲ့အောင်နိုင်ရည်ဆိုတော့ဒီဟာဗုဒ္ဓဘာသာဟာဒေါသဘာသာမဟုတ်ပါဘူးဒီအစွန်းရောက်ဆိုတာဘယ်အစွန်းရောက်မှမကောင်းဘူးဗုဒ္ဓဘာသာဆိုမျက်စိမှပရိပဒါဘယ်အစွန်းရောက်မှုကိုမှလက်ခံတဲ့ဘာသာတရားဘာသာမဟုတ်ပါဘူးမဟုတ်ဒီကိစ္စမှာအထူးသဖြင့်နိုင်ငံတကာအဖွဲ့အစည်းတွေသတင်းထုတ်ပြန်တာတိတ်မြန်တယ်မတို့အစိုးရတုံ့ပြန်တဲ့ဒီထုတ်ပြန်ချက်တွေကြောင့်နည်းနည်းနှေးကွေးပြီးဒါမှမဟုတ်အားနဲ့တလို့အဲ့လိုမွေးပန်းတာတွေရှိတယ်အဲ့ဒါလည်းအတိုင်းတာသူစီမှတ်ပါလေဒီနိုင်ငံတကာမီဒီယာသတင်းထုတ်ပြန်နေပါတယ်ဆိုတော့ကိုခေါင်ဆိုလို့မီဒီယာသမားတယောက်သိတာပဲဒီကြေပြန့်ကိုရဲ့လိုရတယ်ပြောရမယ်ဆိုရင်နောက်ဆုံးကြတော့ငွေရေးကြေးရေးခိုင်မှာတောင်းတမှုလို့ငါတို့နိုင်ငံကဒီလောက်ရွေးချယ်ကောင်းတဲ့တန်တင်းတာလည်းမဟုတ်ဘူးငါတို့ရဲ့ပြန်ကြားရေးအဆောက်အုံကြီးတစ်ခုကလည်းဒီလောက်တောင်မှခိုင်မာငွေရေးကြေးရေးနဲ့ပံ့ပိုးထားတဲ့ဟာမဟုတ်ဘူးအနိုင်ဆုံးတော့ကြိုးစားတာပေါ့ငွေရေးကြေးတဲ့ကျွန်တော်ကresponse effectively response ပေါ့ထိတိကျကျထုတ်တယ်လေထုတ်မယ်အထွက်မှမထွက်ပဲနည်းနည်းနှေးမဟုတ်ဘူးမနေဘူးချက်ချင်းထုတ်ပြီမယ်နိုင်ငံတကာအပြင်ကိုရောက်ဖို့ဆိုတာကြတော့ကိုမှကိုရဲရှိမှရောက်တာဟုတ်ကဲ့ပြည်တွင်းမှာတော့ထုတ်လို့ရတာပေါ့ချက်ချင်းဟုတ်ကဲ့ပြည်တွင်းကတော့မြန်ပါလေကိုခေါင်ဆိုလို့ပြည်တွင်းကိုကြည့်နေရင်တော့တည်င်းမြန်ရမှာပဲဒါပေမဲ့ပြည်ပအထိရောက်လာတဲ့အထိစောင့်လို့ရှိရင်တော့နည်းနည်းကြာမှာကျွန်တော်ဒီ website အမြဲတမ်းကြည့်နေတယ်နိုင်ပိုင်းနဲ့တက်လာမြင်တယ်ဒါပေမဲ့တစ်ခါကျတော့ဥပမာဖြစ်တဲ့ဟာလေးမှာ response က6နာရီ12နာရီစပြင်အဲ့လိုနည်းနည်းလေး delay ဖြစ်တယ်လားဘယ်လိုဖြစ်တဲ့ဟာကိုပြောတာဆိုတော့မှဒီနေ့ကျွန်တော်တို့ဟိုမှာမောင်တော်ဒေတာမှာအဖြစ်အပျက်တစ်ခုတွေ့တယ်ဘယ်မှာဘယ်လူကြီးဖမ်းမိတယ်ဘယ်သူကတော့ကောင်းဘယ်လိုရဲဆက်အသက်ဖြတ်ခံလဲဆိုတာမျိုးဆိုတရင်က
ထွက်ရမှာအမှန်ဒီနေ့ညနေလိုဟာမျိုးဆိုလို့ရှိရင်မနေ့မှထွက်တာမျိုးဒါမှမဟုတ်တစ်ခါကြ response မှာတခြား media တွေကအခုဆွတ်လိုက်ပြီးပေါ့အမှတခုပါတွေဖြစ်နေဖြတ်ပြေးတဲ့နေသားဖြတ်ကျော်ဖြတ်ပြေးတဲ့လူပြစ်တတ်နေလို့တောင်ကုန်းပေါ်မှာပင်တော့အလောင်းမြုပ်သွားတဲ့ technic ဘဇားမှာတော့ဘလောက်လူတွေဆေးုံရောက်နေပြီဆိုတော့မမြင်ရင်အဲ့ဒါကိုပြန်ပြီးတုံ့ပြန်တာမျိုးကကျွန်တော်တော်တော်နဲ့ပြန်ပြီးတော့ဥပမာဟို technic ဘဇားမှာဟလာဘယ်လောက်ဆေးုံမှာဘယ်လိုရောက်နေပြီလဲဆိုရင်ငါတို့ချက်ချင်းတာကိုဘယ်လိုမှအတည်ပြုလို့မရဘူးနော်ဒါသူတို့နိုင်ငံသူတို့နိုင်ငံမှာဒါဟုတ်လားမဟုတ်လားဆိုတော့ချက်ချင်းအတည်ပြုဖို့ဆိုတာဘယ်လိုမှမရနိုင်ဘူး။နောက်အခုလို့တယောက်ကနေပြေးလာလို့တောင်ကုန်းပေါ်မှာပြစ်ချပါတယ်လို့ပြောလို့ရှိရင်လည်းအတည်မပြုဘဲနဲ့ဟုတ်တယ်မဟုတ်ဘူးဆိုတာမရချက်ချင်းသတင်းထုတ်လို့မရဘူး။သတင်းထုတ်တဲ့လူကတော့ဟုတ်ရေးမဟုတ်ရေးကိုတော့သူ့မှာတာဝန်မရှိဘူးလေ။ဟုတ်ရေးမဟုတ်ရေးကိုဘယ်လိုပြောမလဲတက်ပြီးသူ့မှာတာဝန်မရှိဘူး။ဒါပေမဲ့အစိုးရသတင်းဌာနဆိုတာတော့တာဝန်ရှိရမယ်တာဝန်ယူရမယ်ဒီလိုပဲသတင်းကိုထုတ်ချင်တိုင်းထုတ်လို့မရဘူးဟိုစားမှန်အိမှန်အမီဆိုတာကိုမစုံစမ်းမဲနဲ့အတိမပြုတ်ပဲနဲ့ဒီလိုပဲပြောလို့မရဘူးဟိုလွတ်လပ်တဲ့သတင်းမီဒီယာအဖွဲ့ကတော့ကိုရတဲ့သတင်းရကိုထုတ်လို့ရတာပေါ့ဟုတ်ကဲ့ကျွန်တော်ဆိုလိုပါတခြားအဖွဲ့အစည်းတစ်ခုကသတင်းထုတ်လိုက်တဲ့ခါကျတော့လူအခွင့်အရေးအဖွဲ့တို့တခြားအဖွဲ့တွေကအဲ့ဒီထုတ်လိုက်တဲ့သတင်းပေါ်မှာမူတည်ပြီးတော့အမားတို့ဘက်က response မထွက်ခင်မှာသူတို့ကကြေညာချက်ထုတ်ထားတွေဘာတွေအဲ့လိုပုံနဲ့နောက်တက်လာတဲ့ခါကျတော့အဲ့အများကြီးဖြစ်သွားတဲ့ NGO တွေပဲထုတ်တာအဲ့ဒါမျိုးမှာဟုတ်တယ်လေဟုတ်တယ်လေဒါပေမဲ့ခုနကဘခေါ်ရေးဆိုပြောကိုစုံဆိုပြောသူပဲဟုတ်တယ်မဟုတ်တယ်အတိမပြုတ်ပဲနဲ့ဟုတ်ပါတော့ကနေပဲတုံ့ပြန်မယ်ဆိုရင်ဒါတာဝန်မဲ့တာပေါ့အစိုးရတစ်ခုအနေနဲ့ဒီလိုလုပ်လို့မရဘူးကိုပြောလို့ပြန်ပြောတယ်ဖက်ခနဲ့ပြန်ပြောတယ်ဆိုတာဒါအစိုးရတစ်ခုလုပ်အောင်မှာမဟုတ်ဘူးဟုတ်ကဲ့ဟုတ်လားမဟုတ်လားဆိုတာကိုပထမအတည်ပြုရမယ်ဒီလိုလေအတည်ပြုလို့မရဘူးခုနကကိုမောင်စုပြောသလိုပေါ့နော်ဟိုတစ်ဖက်နိုင်ငံကဟိုအစားမှာဆေးဥမှာဘယ်နှယောက်ရောက်နေပါပြီဆိုတာမတို့ကဘယ်လိုအတည်ပြုရမလဲဟုတ်ပါတယ်ခင်ဗျဘယ်ဟိုအဲ့ဒါကိုအတည်မပြုတ်နိုင်ဘဲနဲ့ဟုတ်တယ်မဟုတ်တယ်ကိုရမ်းပြောလို့လည်းမရဘူးဟုတ်ဟိုတေးသေးချာတတ်နိုင်တဲ့လောက်တော့အတည်ပြုနိုင်ဟိုစူးစမ်းပြီးတော့မှကိုအတီးပြုတ်နိုင်တဲ့လောက်ကိုပဲသတင်းထုတ်ပြန်နေတယ်ဥပမာအချို့ရောက်နေတယ်လို့ကြားတယ်ပေါ့ဟိုဘက်ကနေဆိုပါတော့32ယောက်ရောက်နေပါတယ်ဆိုရင်ငါတို့ကနေပြီးတော့တိတိကျကျမပြောနိုင်ဘူးမပြောနိုင်ရုံပေါ့32ယောက်ဆိုတာအတီးပြုတ်တယ်လို့လည်းမပြောနိုင်ဘူးမပြောဒါပေမဲ့တိုးတော်များလဲဆေးရုံမှာရောက်နေပါတယ်ဆိုတာသတင်းခိုင်လုံနေဆိုရင်တော့ခိုင်လုံနေဆိုတာတော့ထုတ်ပြန်လို့ရတာပေါ့အဲ့တော့ကိုခေါင်းဆိုကိုပြောသူပေါ့နေတာဟုတ်ကဲ့ဒါနဲ့အဲ့ဒါမှတ်ထားပါမယ်ပိုပြမြန်မြန်ဆိုတာဟုတ်ကဲ့အမအခုသတင်းမီဒီယာတွေဟို officially journal magazine radio တွေရှိတော့တခြား Facebook လူမှုမီဒီယာအခုအရန်မြန်လာတော့အဲ့တော့လက်ရှိအဲ့ဒီလူမှုမီဒီယာရဲ့ကဏ္ဍရောမဘယ်လိုမြင်လဲအဲ့ဒါတော့အခုစိတ်ဝင်စားစရာကောင်းတာကတော့အင်တာမှာဒီနည်းပညာပေါ့နော်မီဒီယာဒီ communications နည်းပညာနဲ့ပတ်သက်ပြီးတော့တိုးတက်ပြီးတော့ချမ်းသာတဲ့နိုင်ငံတွေကတောင်မှ social media ကိုပြဿနာတော်တော်ကြီးတယ်ဆိုတာသူတို့လည်းဝန်ခံပါတယ် social media မှာထည့်ကျင်တာထည့်တယ်ရေးကျင်တာရေးတယ်ခက်လေးလဲတာအမုန်းတရားတွေကိုအများကြီးပြန့်ပွားစေတဲ့နည်းနဲ့သုံးတာတွေရှိတယ်ဒီဟာစိုးရင်စရာဖြစ်တယ်ဆိုတော့အများကြီးပြောကြပါတယ်စိုးရင်စရာဖြစ်ပြီးတော့ဘယ်လိုထိမ့်မလဲဆိုတော့အခုလေးသူတို့လည်းအဖြစ်မရသေးပါဘူးအမဒီမှာတချို့ကတော့ဒီအမဒီအစိုးရအမတို့ဒီတာဝန်ယူပြီးကာလာမှာအရင်ကတည်းပို့ပြီးလွတ်လပ်ခွင့်နဲလာတဲ့အောင်ပြောတယ်အဲ့ဒါတော့အမဘယ်လိုမြင်လဲဘာနဲ့လားသတင်းမီဒီယာတွေကလွတ်လပ်မှုသတင်းတောက်တချို့ဖန်ဆီးခံရတာတို့ဘာလို့ပေါ့ထောက်ပြပြီးတော့ပေါ့နော်အဲ့ဖန်ဆီးခံရတာတို့ဘာလို့ကတော့အရင်ဥပဒေတွေတိုင်းပဲဥပဒေကအစ်စ်မထွက်လာတာဟုတ်ကဲ့ဟိုဒီဟာတွေနဲ့ပတ်သက်လို့အရင်ဥပဒေတိုင်းပဲအခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒါမှဆိုတော့ဒီ60ကျောက်ခါကြီးလားဟုတ်ကဲ့60ကျောက်ခါကြီးဟုတ်ကဲ့ဒီနဲ့ဆိုလို့ရှိရင်ပို့ပြီးတော့ဖြေလျှော့သွားအောင်လို့စွတ်တော်ကနေပဲပြုစားလုပ်လိုက်ပြီးပဲပြင်ဆင်လိုက်ပြီးပဲ amendment လုပ်လိုက်တာဟုတ်ကဲ့မဒီတမရောနဲ့အမရဲ့ဆက်ဆံရေးအခြေအနေရောကျွန်တော်သိခွင့်ရပါလားသိခွင့်ရပါတယ်ဆက်ဆံရေးအခြေအနေကတော့ပုံမှန်ပါပဲဟုတ်လားပုံမှန်ဆိုတာအမတာဝန်ပြုခင်ကာလနဲ့အတူတူပဲလို့ပြောတာလားဘယ်ဟုတ်မလဲတာဝန်ဟိုစားတာဝန်မယူခင်ကာလနဲ့တော့အတူတူပဲပြောမယ်တာဝန်မယူခင်ကာလကတော့ထိတွေ့မှုကမရှိသလားပဲလေဒီခါလေးမှတွေ့တာအခုတော့မမကန်ကန်တော့ထိတွေ့မှုရှိပါတယ်တချို့ကိစ္စတွေမှာလည်းဟိုပူပေါင်းဆောင်ရွက်ဖို့ကတော့အမြဲကြိုးစားပါတယ်ဟုတ်ကဲ့ပြည်တွင်းချင်းချင်းကိစ္စမှာတမတော်ကနည်းနည်းသဘောထားတင်းပါတယ်ဆိုတာမျိုးပြောကြတယ်အမဘယ်လိုပြောလဲဟိုမအမြင်မှာတော့လက်နဲ့ကင်တက်ဖွဲ့များအားလုံးဟာငြိမ်းချမ်းရေးကိုတော့လက်နဲ့မကင်နဲ့တက်ဖွဲ့တွေနဲ့တော့အမြင်ချင်းကတော့ထပ်တူထပ်မြတူမှာမဟုတ်ဘူးဒါပေမဲ့လက်ဓာတွေကလည်းညှိယူပါမယ်တချို့ကပြောတယ်အမနေအကျယ်ကျုံကြစဉ်ကာလ
ဒီတက်မတော်ဘောကအလျှော့လုံးဝပေးပဲနဲ့အခုကျတော့တော်တော်လေးလိုက်လျော်လျော်အမဆက်ဆက်နေဆိုတဲ့အမြင်ရှိတယ်အဲ့ဒါသူတို့ပြောတာမှန်လားဒါမှမဟုတ်အမဘယ်လိုကြီးမှန်းချက်တွေထားလို့လဲ ငါတို့ဘယ်တော့မှမပြောင်းခဲ့ဘူးငါတို့အစတွေကပြောတယ်နော်အမျိုးသားရင်ကြားစီရေးကိုသွားမယ် ဟုတ်ကဲ့ ဒါကိုခေါင်ဆိုရလည်းသိမှာပဲတမတော်နဲ့ပတ်သက်လို့တမတော်ရေလို့ငါတို့ဝေဖန်ခဲ့တာလည်းမရှိဘူးလူရက်တွေပဲဒီလိုရက်တွေဒီလိုရက်တွေဆိုလို့ရှိရင်သဘောမတူဘူးဥမာဆိုလို့ရှိရင်ဒီ2010နောက်ပိုင်းတွတ်တော်ရဲရောက်ပြီးတော့ဒါမှအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့436ဖယ်ရှားရေးဆိုပြီးတော့လှုပ်ရှားမှုလုပ်ခဲ့တယ်ဒါတောင်တင်းတင်းလုပ်ခဲ့တာပဲတယူဝင်လုပ်ခဲ့တာပဲတရားဥပဒေဘောင်တွင်းကလုပ်ခဲ့တာပဲအဲ့တော့ဒါမျိုးဆိုတာတော့ဥပဒေဘောင်တွင်းကလုပ်သွားမှာပဲဒါမှတော့ရှော့မပေးဘူးဆိုတာအခုဟောရှော့ပေးလို့ဘာအဲ့တော့မြန်မာလူထုနဲ့နိုင်ငံတကာကိုလက်ရှိမြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီးဘယ်လိုရှုမြင်သင့်တယ်ဆိုတာလေးကျွန်တော်သိပါတာဝန်ယူစိတ်နဲ့ပဲရှုမြင်သင့်တာပဲနိုင်ငံတကာရောပြည်သူလူထုရောဒါနဲ့ကျမတို့နိုင်ငံလူနိုင်ငံသားတွေသိရမှာကိုယ်နိုင်ငံအတွက်ကိုယ်မှအဓိကတာဝန်ရှိတယ်ကိုယ်နိုင်ငံတိုးတက်စေခြင်းကိုယ်နိုင်ငံငြိမ်းချမ်းစေခြင်းလို့ရှိရင်ကိုယ့်ဘက်ကိုလုပ်ယူရမယ်အဓိကကိုယ်ပဲဒီကဘာကိုလည်းလက်လူရှုထားလို့မရဘူးဒီခေတ်ကဘာကြီးဟာဒါ globalization ခေတ်ပေါ့အားလုံးကဆက်နွယ်မှုရှိနေတယ်ဆိုတော့လက်လူရှုထားလို့မရဘူးကဘာရဲ့နယ်လဲအဆင်ပြေအောင်လို့နေတတ်ရမယ်ဒါလည်းတာဝန်တစ်ခုပဲကိုယ်နိုင်ငံအတွက်အဲ့တော့ရိုးရိုးလေးပြောရမယ်ဆိုရင်ကိုယ်နိုင်ငံအတွက်ကိုတာဝန်ယူရမယ်ကဘာသူကဘာသားများကလည်းဒီကဘာကြီးအတွက်တာဝန်ယူရမယ်အားလုံးကတာဝန်ယူစိတ်ရှိတယ်ဆိုလို့ရှိရင်ဘယ်သူအတွက်မှပြဿနာမရှိဘူးသို့သော်လည်းတာဝန်ယူစိတ်ဆိုတာဟာအမြဲမြင်နိုင်တဲ့ကိစ္စမဟုတ်ပါဘူးဟုတ်ကဲ့အမေရိကန်ပြည်ထောင်စုရဲ့ဒီမြန်မာနိုင်ငံဆိုင်ရာမူဝါဒနဲ့ပြောဆိုချက်တွေကိုဘယ်လိုမြင်လဲခင်ဗျနိုင်ငံတွေကတော့သူတို့ရဲ့မူဝါဒတွေပြောဆိုချက်တွေပြောင်းနေကြတာဒါသူတို့နိုင်ငံရဲ့အမြင်အရသူတို့ပြည်သူပြည်သားတွေအမြင်အရသူတို့နိုင်ငံရဲ့မူဝါဒအရပြောင်းနေတာပဲဒါကတော့သူတို့နဲ့ဆိုင်တယ်ဟုတ်လားအမအဲ့တော့သူတို့နဲ့မဆိုင်တော့တော့မေးကြည့်လို့ဟုတ်အဲ့တော့အမဒီမိုကရေစီခီးလန်းကျန်းနေစေပဲလားခင်ဗျဒီမိုကရေစီခီးလန်းဘယ်တော့မှမပြီးဘူးမဆုံးကျန်းတာမကျန်းတာအဓိကမဟုတ်ဘူးအဲ့တော့တချို့ကမသိတာဒီမိုကရေစီဆိုတာအဆုံးရှိတဲ့လမ်းလို့ထင်တယ်အခုကိုခမောင်ဆိုတော့အမေရိကန်နိုင်ငံမှာဒီမိုကရေစီလမ်းကြီးကခရီးရပြီးသွားပြီဟုတ်ပြီးသွားပြီအမေရိကန်မပြီးပါဘူးတခါလေဒီလိုပဲခါကြမ်းတိုင်းနေကျွန်တော်မြင်ရတော့ဒီနိုင်ငံရဲ့ခရီးဆိုတာဘယ်တော့မှမဆုံးဘူးကဘာကြီးဒီခရီးကရှိမှာပဲเนาะဒီမိုကရေစီကတော့တခြားနိုင်ငံရေးစနစ်တွေတဲ့ပိုးပြီးတော့ထိန်းသိမ်းရတာခက်ခဲတယ်ဘာလို့ဆိုတော့အများပြည်သူရဲ့ဆန္ဒပေါ်မှာအခြေခံတယ်အများပြည်သူရဲ့ဆန္ဒပေါ်မှာအခြေခံတဲ့စနစ်ဆိုတာဟာအလျှော့အတင်းအပေးအယူတွေအများကြီးပို့လို့ရတယ်ဥပမာအာဏာရှင်စနစ်အာဏာရှင်ကဘယ်သူနဲ့မှအလျှော့အတင်းအပေးယူမလို့ဘူးကိုယ်ကလှုပ်ချင်တာလှုပ်သွားတယ်လှုပ်ချင်တယ်လှုပ်သွားတယ်ဆိုတော့အပေါ်အကျော်ကြည့်လိုက်လို့ရှိရင်ပို့ပြီးတော့လွယ်တယ်လို့ပဲပေါ့ဒါပေမဲ့နိုင်ငံရဲ့အပေါ်မှာတက်ရောက်မှုကတော့အင်တာပို့ဆိုးတာပေါ့ဒီမိုကရေစီခရီးဆိုတာတော့အများရဲ့ဆန္ဒနဲ့ကိုအခြေခံတဲ့ဟာဆိုတော့အများသဘောတူညီမှုရအောင်လုပ်ရတာကိုကပဲတော်တော်ခက်ပြင်ပမှလုပ်ရတယ်ဒါပေမဲ့ရေရှည်မှာတော့နိုင်ငံအတွက်ပိုကောင်းတယ်အရင်ချာချီလာပြောခဲ့တယ်လို့လေဒီမိုကရေစီကကောင်းတဲ့စနစ်တော့မဟုတ်ဘူးဒါပေမဲ့တခြားစနစ်တွေအားလုံးလည်းပို့ပြီးတော့ကောင်းတယ်ဆိုတော့ဟုတ်ကဲ့ကျေးဇူးအများကြီးတင်တယ်ပါရပါတယ်